hello အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့စီဝီအာလူချောင်းကြော်လေးကြော်စားမှာဖြစ်လို့ကြော်နီးလေးကိုလည်းပြထားပါတယ်နော်အာလူကြော်မယ်ဆိုရင်တော့ထုံးစံအတိုင်းအာလူကိုပြုတ်ရပါမယ်နူးနေအောင်အာလူကိုအခုလိုမျိုးလေးနူးလွယ်အောင်ပပလှိပြီးတော့ပြုတ်ပါမယ်ပြုတ်လို့ဒီမှာခရင်းနဲ့ထိုးကြည့်လို့နူးနေတဲ့ဒီလိုနူးနေတဲ့ဒေတာဆိုရင်တော့သူဆယ်မယ်ပေါ့နော်ဆယ်ပြီးသွားရင်သူ့ကိုခရင်းနဲ့ပဲအကုန်လုံးကြေသွားအောင်လိုက်ခြေပါတယ်ပြီးရင်တော့အရသာစားကြက်သားမှုန့်ပေါ့နော်အချုံမုံစားရင်တော့အချုံမုံပေါ့ကြက်သားမှုန့်နဲ့ဒါကတော့ငရုတ်ကောင်းနေနေထည့်ပါတယ်အနံ့အတွက်ပြီးရင်တော့ပြောင်းကော်မှုန့်ထည့်ပါတယ်နော်ပြောင်းကော်မုံကတော့ထမင်းစားစွန်းနဲ့ဆိုရင်တော့3စွန်းလောက်ထည့်ပါတယ်အာလူ3လုံးပေါ့နော်ဒါကတော့စီဝီပါစီဝီကတော့အပြားကြီးဆိုရင်လည်းနှုတ်ဆင်းပြီးတော့ထည့်ပေါ့နော်ကိုကတော့ ready made piece လေးတွေဖြစ်လို့ဒီတိုင်းပဲထည့်ပါတယ်ပြီးရင်တော့ဒါဒီအားလုံးကိုနှက်ဆက်အောင်နယ်ပြီးတော့အာလူကိုစီးသွားအောင်ပေါ့နော်ပြောင်းကော်မုံနဲ့ရောပြီးတော့စီးသွားအောင်နှဲပါမယ်လို့နှဲပြီးတော့ရင်အခုလိုမျိုးရတဲ့အခါကျလို့ဆိုရင်နော်ပြောင်းကော်မုံနဲ့တုံးပြီးတော့အာလူကိုအခုလိုမျိုးပုံဖော်ဖို့အတွက်ပေါ့နော်အခုလိုမျိုးလုပ်ပါတယ်ပြီးလို့ဆိုရင်တော့ဒီလိုကိုကြိုက်တဲ့လောက်ရှည်ပဲတုံ၄တောင်ပဲတုံပေါ့နော်ခုလိုမျိုးလေးတွေအတုံးလေးတွေတုံးတယ်နော်ပြီးရင်တော့သူ့ကိုကြော်မယ်ကြော်တဲ့ခါမှာတော့ medium heat နဲ့ကြော်ပါတယ်မီးကိုအရင်လည်းမပြင်းဘူးအရင်လည်းမလျော့ဘူးပေါ့နော်လဲမီးအရှိန်နဲ့ကြော်ပါတယ်ဒါကတော့နောက်ထပ်ဒီအာလူကိုပဲကြော်စားတဲ့အာလူပေါင်းလေးပေါ့နော်သူကတော့ထမင်းနဲ့စားလို့အရန်လိုက်တဲ့ဟာလေးပါအကြောင်းမလို့သူကိုစောနှုံးကနှဲထားတဲ့အာလူတွေကိုဒါပဲအကျက်မှုန့်ပေါ့နော်အစိမ့်အတွက်ပဲအကျက်မှုန့်ထမင်းစားစွန်းနဲ့တစ်စွန်းလောက်ထည့်ပါတယ်ကိုကြိုက်ရင်တော့ပို့ထည့်ပေါ့နော်ပြီးရင်တော့ကြက်သွန်နီနှုတ်ဆင်းနဲ့ဒါနန်းပင်ပါနန်းပင်နဲ့ထည့်ပြီးတော့နေပါမယ်ဒီမှာမဆလာကြိုက်လို့ဆိုရင်မဆလာထည့်လို့ရပါတယ်နော်ဒီတော့သူ့ကိုလည်းနှက်ဆက်အောင်နေပြီးသွားရင်ကြော်လို့ရပါပြီသူလေးကတော့ထမင်းနဲ့စားလို့ကောင်းတဲ့အာလူကြော်လေးပေါ့နော်အခုလိုမျိုးအာလူလေးတွေကိုတစ်ဖက်နဲ့တစ်ဖက်လှန်ပေးတဲ့အခါမှာတော့တူလေးနဲ့အတွင်းအလဲလေးကိုတစ်ချက်လောက်စီအပေါက်လေးဖောက်ပေးလိုက်ပေါ့နော်ဒါမှအာလူအတွင်းသားလေးလည်းစီဝင်ပြီးတော့စားလို့ကောင်းတဲ့အနေထားလေးဖြစ်မှာပေါ့နော်ဒါလေးကတော့ထမင်းပူပူလေးနဲ့စားရင်အရင်လိုက်ဖက်တဲ့အာလူပေါင်းလေးပါအလုံးကိုကျေးဇူးအများကြီးတင်ပါတယ်လှုပ်ရှားကြည့်ပါနော်